ဒီနေ့တကယ်ချင်းနဲ့ဖြစ်သွားမှာဖြစ်ပါတယ်ဒါကတော့အားလုံးပြောနေကြပါတော့ဒါတော့ကျွန်တော်တကယ်ချင်းနဲ့ဖြစ်ပါတယ်ကျွန်တော်တို့ပြီးသွားမှလဲဆိုတော့ ocean ကိုသွားမှာဖြစ်ပါတယ်ဒါကတော့ ocean နာကိုရောက်ခါနေဖြစ်ပါတယ်အားလုံးဒါတွေပြောနေကြရပါတော့ဒါကတော့ ocean ကိုရောက်ပါတယ်အဲရောက်ချင်းမဲ့တကယ်ချင်းတွေလိုက်မိဆက်တယ်ပြီးတော့ဆိုင်ဒီဇိုင်းကိုဝင်နေတယ်ဝဲဆိုင်ရဘာဆိုင်လဲမသိဘူးကျွန်တော်တကယ်ချင်းအောင်ပါတယ်တကယ်ချင်းတွေကိုလိုက်ပြရတယ်ပေါ့နော်အတူတူရုပ်တွေဝဲတယ်ရုပ်တွေကောက်တယ်စော့ကြတယ်ပေါ့နော်လိုပဲပေါ့တော်တော်ပြောပြရပါတယ်ဒါကျွန်တော်တကယ်ချင်းတွေကဒါတွေကိုပြောမှုနေကြပါပေါ့နော်ရုပ်တွေကတပုံနေနေကြပြီပစ္စည်းတွေဝင်နေကြတာပေါ့နော်ဒါကတော့အခုဖိုတိုဓာတ်ပုံသွားရမှာဖြစ်ပါတယ်ဓာတ်ပုံရဲ့ဖိုတိုရဲ့ခေါင်းနဲ့ရုပ်ပုံစံလေးရွေးပါတယ်ကျွန်တော်တော့ရုပ်ပုံလေးရွေးလိုက်ပါတယ်အဲကျွန်တော်တကယ်ချင်းနေပေါ့နော်ကျွန်တော်တကယ်ချင်းနေပုံလေးရွေးကြရတယ်ပုံလေးရွေးချလိုက်ပါရင်လည်းမသိဘူးအဲကျွန်တော်တို့ရိုက်တော့မှာဖြစ်ပါတယ်မရိုက်ခင်လေးအိမ်မှာစကားလေးပြောကြဟောငါလာမေးတော့ခြေပေးလိုက်တယ်လာတယ်ဘာလဲစော်ကြတယ်အိမ်မှာရိုက်ဖို့အတွက်စောင့်နေပါတယ်ကိုယ့်ရဲ့ရှိမှလူတယောက်ရှိတော့လေရိုက်ဖို့အတွက်စောင့်နေပါတယ်ခန်းနေရိုက်ကြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တကယ်ချင်းနေတူတူအိမ်မှာနောက်ဆုံးအပြန်လေးပေါ့နော်ပြန်လေးတူတူစော့တယ်ပေါ့နော်စော့ပါတယ်ပြီးတော့အိမ်မှာတူတူဓာတ်ပုံလေးရိုက်ခဲ့တယ်ကပယ်စင်တို့ရုပ်လေးဝေးရပါတယ်တော်ကိုပြုတ်ခဲ့ရတဲ့လေးဖြစ်ပါတယ်ဒါကတကယ်ချင်းနဲ့ဆက်ပြီးတော့အိမ်ပြန်တော့မှာဖြစ်ပါတယ်ဘိုင်ဘိုင်ကျွန်တော်တို့အိမ်ပြန်တော့မှာမယ်